သက်တည်ပါစေနတ်ပြန်မှာအပေါင်းတို့ငါကိုလဲစားတဲ့ရံပယ်ချောင်းငါတိုင်းပြေကိုဖျက်ဆီးတဲ့တရေခစ်တရမင်းနားထောင်ကြငါမရှိတဲ့ဒီမြေမှာအပင်စိုက်ရင်အပင်သာကြီးစေအသီးမသီးစေနဲ့ငါလာမသီးငါလာမကြီးစေငါကိုယ်တိုင်ဒီမြေကိုပြန်မနှင်းတဲ့ဒီဘီတနိုးမြေဟာသူ့ကတစားပြင်လို့၆ကတ်နေပါစေရှေးအခါကမြမမြေပေါ်တွင်ဘေတနိုးဟုအမည်တွင်သည့်အလွန်ခိုင်ခန့်သောပြူမျိုးတော်ကြီးတစ်ခုတည်ရှိခဲ့ပူပါတယ်။ထိုမျိုးကိုအလှအပတွင်ပြိုင်ဘက်ကင်းဉာဏ်ပညာနှင့်ရဲရင်ချင်းတွင်နာမည်ကျော်ကြားသောဘရင်မပန်ထွာကအုပ်ချုပ်ခဲ့ပါတယ်။ဘေတနိုး၏ခိုင်ခန့်မှုမှာမြို့ကိုဝန်းရံစည်းစိမ်နေသည့်တဘာဝမြစ်ချောင်းကြီးတစ်ခုကြောင့်ဖြစ်ပြီးထိုချောင်းကိုရန်သူတို့မကျော်လွှားနိုင်စေရန်ဘရင်မတ်၏လက်တိုးတော်ကထိန်းချုပ်ထားသဖြင့်ရန်ပယ်ချောင်းဟုခေါ်တွင်ခဲ့သည်။ရန်ပယ်ချောင်းသည်ဘေတနိုးမြို့၏အသက်သွေးကြောပမာအရေးပါခဲ့လေသည်တနေ့သောအခါတရေခစ်တရာပြည့်ရှင်တွတ်တက်ပေါင်းမင်းကြီးစစ်တပ်များသည်ဘေတနိုးကိုသိမ်းပိုက်ရန်စစ်ချီလာကြပြီးရန်ပယ်ချောင်း၏တစ်ဖက်ကမ်းတွင်အင်အားကြီးမားစွာဖြင့်တပ်ဆွဲထားခဲ့ကြသည်သူတို့သည်ရန်ပယ်ချောင်းကိုဖျက်ကျော်ရန်လေများဖောင်များပြုလုပ်လျက်ရှိကြသည်အရှင်မတွတ်တက်ပေါင်းမင်းရဲ့စစ်တပ်တွေချောင်းတစ်ဖက်ကမ်းမှာတပ်ဆွဲနေပါပြီသူတို့ချောင်းကိုဖျက်ဖို့ပြင်နေကြတယ်မစိုးရိမ်ပါနဲ့စစ်သူကြီးငါရဲ့ရံပယ်ချောင်းကသူတို့ကိုလက်ခံမှာမဟုတ်ဘူးငါရဲ့အာတုပ်တိုးတော်ကိုယူခဲ့ဘရင်မတ်သည်အာတုပ္ပနတ်တိုးတော်ကြီးကိုတုံချိန်တိုင်တိုင်အပါတရတီးခတ်လိုက်လေသည်ထိုခဏ၌ငြိမ်သက်၍နေသောရံပယ်ချောင်း၏မြည်ရည်ပြင်းသည်ရုတ်တရက်ဝူဝဝါမြည်ဟိလာပြီးရေလိုင်းကြီးများတက်လာကရန်သူစစ်တပ်၏လေများနှင့်ဖောင်များကိုလက်ချီဖျက်ဆီးပစ်လိုက်တော်သည်ဒုတပေါင်းမင်းကြီး၏စစ်သားများရေနစ်ကုန်ကြပြီးကြံတဲ့သူများလည်းကြောက်လန့်တကြားဆုတ်ခွာသွားကြရလေသည်ခွန်အားဖြင့်တိုက်ခိုက်၍ဘေတနိုးကိုမအောင်နိုင်တော့သည့်အခါဒုတပေါင်းမင်းကြီးသည်ပရိယေကိုအသုံးပြုရန်ဆုံးဖြတ်လိုက်သည်သူရှိုတဦးကိုယဟန်အတွင်ဖြင့်ဘေတနိုးနန်းတော်ထဲသို့ဆေလွတ်ခဲ့သည်ယဟန်ရောင်ဆောင်ထားသောသူရှိုသည်ဘရင်မတ်၏ယုံကြည်မှုကိုရယူပြီးနတ်တိုးတော်ကိုဖျက်ဆီးရန်လှည့်ဖျားစကားများကိုစတင်ပြောကြားလေတော်သည်မင်းသမီးဒီတိုးတော်ရဲ့အတန်ကပြင်းလွန်းလို့ရံပယ်ချောင်းရဲ့နတ်မင်းတွေမျက်စိဆောင်နေပြီးဒိုးမျက်နှာပြင်ကိုပပလေးချစ်ထုတ်လိုက်မှချောင်းရည်ကလည်းအမြဲကြည်လင်တကူလည်းတည်မြဲလိမ့်မယ်။ဒါပေမဲ့ဆရာတော်ဒါဟာကျွန်ုပ်တို့ရဲ့အသက်သွေးကြောလိုအရေးပါတဲ့ဒိုးတော်ဖြစ်နေပါတယ်။မစိုးရိမ်ပါနဲ့မင်းသမီးစစ်မှန်တဲ့တန်ခိုးဆိုတာပညာဉာဏ်နဲ့ထိမ့်သိမ်းမှပုံမှုကြီးမြတ်တာပါ။ဒီလိုပြုပြင်ခြင်းဟာတိုင်းပြည်အတွက်လက်လာပါတွေကိုပုံမှုပွင့်စေပြီးရံပယ်ချောင်းကိုလည်းပုံမှုကြီးလင်းသာရစေလိမ့်မယ်။ဘရင်မပန်ထွားသည်ယဟန်၏လှည့်ဖျားစကားများကိုယုံကြည်မိသွားကသူမကိုယ်တိုင်ဓာမြောင်ဖြင့်လက်တိုးတော်၏မျက်နှာပြင်ကိုပပလေးချစ်ထုတ်လိုက်သည်ဒိုး၏မျက်နှာပြင်ချစ်ခံလိုက်ရသည်နှင့်တပြိုင်နက်အမျက်တစေမြည်ဟီးနေသောရံပယ်ချောင်း၏ရေစီးတံများသည်တိတ်ဆိတ်သွားပြီးရေများမှလည်းတဖြည်းဖြည်းခန်းချောက်ဆပြူလာလေတော့သည်လက်တိုးတော်၏တကူးပျက်စီးပြီးရံပယ်ချောင်းရေခန်းချောက်သွားသည်နှင့်ဒုတပေါင်းမင်းကြီး၏စစ်တပ်သည်ယခင်ကမကျော်လွှားနိုင်ခဲ့သောအချောင်းကိုအလွယ်တကူဖြတ်ကျော်ကဘေတနိုးမြို့ထဲသို့အလုံးရင်းနှင့်ဝင်ရောက်လာကြတော့သည်ကြည်ကြဆန်းရံပယ်ချောင်းကငါ့အတွက်လမ်းဖွင့်ပေးလိုက်ပြီးဒါဟာငါတို့ကိုနက်လန်းညွန်တာပဲဘေတနိုးမြို့ကိုအခုချက်ချင်းသိမ်းပိုက်ကြပန်ထွားကိုအရှင်ဖမ်းခဲ့ဘရင်မပန်ထွားသည်ဒိုးတော်ကိုအားကုန်ထုတ်၍တိခတ်တော်လဲဒိုးတန်သည်တိုးဖြောစွာသာထွက်လာတော်သည်ဘေတနိုးမြို့တော်ကြီးမီးဟုံးဟုံးတောက်ကပြပုံဘဝသို့ရောက်ရှိသွားခဲ့ပြီးဘရင်မတိလဲရန်သူလက်ထဲသို့တုံမှန်အဖြစ်ကြားရောက်သွားခဲ့ရလိမ့်သည်ဘရင်မပန်ထွားကိုတုံမှန်အဖြစ်ဒုတပေါင်းမင်း၏ဖောင်တော်ပေါ်သို့တင်ခေါ်သွားစဉ်အေယာဝတီမြကန်းနာသို့ရောက်သောအခါဘရင်မသည်နောက်ဆုံးအကြိမ်ဖြစ်သူမ၏ချစ်လှစွာသောမြို့ပြက်ကြီးကိုကြည့်ရှုခွင့်ပေးရန်တောင်းဆိုခဲ့သည်
မြို့ပြက်ကြီးကိုကြည့်ရင်သူမ၏မျက်ဝန်းများတွင်မျက်ရည်များရေဝဲလာပြီးနာကျည်းချက်များဖြင့်ပြည့်နှက်နေခဲ့သည်သူမသည်လက်ထဲမှရွှေဖလားတဲ့ရှိရေစင်ကိုတွန်းလောင်းကကြံလက်တစ်ဖက်ဖြင့်မြစ်ကမ်းသားမှရေဆူနေသောတဲကိုစုပ်ကင်ကချိန်ဆူလိုက်တော်သည် တက်သေးတီပါစေနက်ပြက်မှာအပေါင်းတို့ငါ့ကိုလှည့်စားတဲ့ရံပယ်ချောင်းငါတိုင်းကြီးကိုဖျက်ဆီးတဲ့တရေခစ်တရားမင်းနားထောင်ကြငါမရှိတဲ့ဒီမြေမှာအပင်ဆိုင်ရင်အပင်သာကြီးစေအသီးမသီးစေနဲ့ငါလာမသည်ငါလာမကြီးစေငါကိုယ်တိုင်ဒီမြေကိုပြန်မနှင်းတဲ့ဒီပိသနိုးမြေဟာတုတ်တန်တဆပြင်းလို၆ကပ်နေပါစေ ထိုခဏ၌ကောင်းကင်မှမိုးကြိုးတစ်ချက်ပြင်းထန်စွာပစ်ချလိုက်ပြီးဘရင်မပန်ထွားကိုဖောင်တော်ပေါ်သို့အတင်းကျပ်ဆွဲခေါ်သွားကြလေသည်ရာစုနှစ်ပေါင်းများစွာကြာခဲ့ပြီးရံပယ်ချောင်းဟာအခုတော့တမိုင်းထဲမှာပဲရှိတော့ပေမဲ့ဘရင်မပန်ထွားရဲ့နာကြီးချက်တွေကတော့ဘေတနိုးမြေပေါ်မှာအမြင့်တွင်နေသေးပါပဲဒီကနေ့အထိဘေတနိုးမြို့ဟောင်းတစ်ဝိုက်မှာတရက်ပင်တွေစိုက်ရင်အပင်သာကြီးထွားပြီးအတိမတိတာဟာဘရင်မရဲ့ချိန်စာကြောင့်လို့ဒေသခံတွေကယုံကြည်နေကြဆဲဖြစ်ပါတော့တယ်ဤဒီကအယုံလွယ်ခြင်းဤအကျိုးဆက်နှင့်မျိုးချစ်စိတ်ပြင်းပြသောဘရင်မတစ်ပါးဤနာကြီးွယ်ဇလန်တစ်ပုတ်ပင်ဖြစ်ပေတော့လေသည်ရှိပေါ်ဒါနာရွှေရောင်ဘာနဲ့တူတော့ဒီပဒရမနမ်းနေပါစေလုံးရောရောပဲကြောင့်လာလေးနာမဖန်ကိုဟာမဖိုင်စိုရန်ဒေါ်လာရဲ့ချောင်းရဲ့ရှောင်းလို့တောင်းပတော့She's already does it soon.